ကရှင်ပြည်နယ်မိုးညင်းမြို့နယ်အမှတ်15ရှေလင်တရဲမှာအပတ်စဉ်တူဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုဒုတိယဗိုလ်ချုပ်ကြီးတန်းလှန်ရဲ့တမတ်ဗိုလ်ကြီးဇင်လင်းထွတ်ကမရိန်းကျင့်ခဲ့ပါတယ်။မရိန်းမုတ်ဆိုးဟာဒုတိယဗိုလ်ချုပ်ကြီးတန်းလှန်ရဲ့တမတ်ဖြစ်နေတာကြောင့်ဒီကိစ္စကိုနှုတ်ဆက်ဖို့တက်ထဲမှာကြိတ်ကြံနေရကနေအပုပ်နဲ့သတင်းကအခုတော့ထွက်လာခဲ့ပါတယ်။မရိန်းကျင့်ခံရသူအမျိုးသမီးဟာလည်းအခုလောလောဆယ်တပ်ပြင်ထုတ်ခံထားရတယ်လို့သိရပါတယ်။ဒါဟာစစ်တပ်ထဲမှာဖာကျင့်ခွေးကျင့်ခွေးကြံကြံတာဖြစ်ပြီးနောက်တစ်ခါခံရသူကိုကာဝါမပေးတဲ့အပြင်ဝိုင်းဖိထားကြတာကိုလည်းတွေ့ရပါတယ်။ဒီသတင်းကိုစစ်တပ်ထောက်ခံသူဘဲလော်ဘီကမှတခွန်းမှမဟခဲ့ကြပါဘူး။ဒါပေမဲ့ဖင်လန်ပြောင်ကြီးတယောက်ကတော့အခုလိုပဲဖွင့်ရှာလာပါတယ်။မိုးညင်းမြို့ခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်။ဗိုလ်ကြီးစင်ထွတ်လင်းရဲ့ဒီလိန်ရှုပ်တော်ပုံကိစ္စပါဗျာနော်လိန်ရှုပ်တော်ပုံဒါကြံစီမှုပေါ့လိန်မိုင်းဆိုင်ရာနိုင်ကျင့်စော်ကားရယူမှုပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းလောက်ကရတော့ရှုပ်ထွေးတာပဲဗျာဌာနခွဲဗိုလ်ကြီးစင်ထွတ်လင်းကသူ့ရဲ့တပတ်စင်နဲ့တပတ်စင်နဲ့ကျွန်တော်တို့တငယ်ချင်းလို့လည်းပြောလို့ရတော့ဗျာနော်တပတ်စင်နဲ့သူရဲ့ရာရှိပဲဒါသူတို့ဆိုနေရာဆိုရာလူတူတူပဲသူလည်းဗိုလ်ကြီးဟိုကလည်းဗိုလ်ကြီးပဲဗျာနော်တပတ်စင်နဲ့သူရဲ့မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့ဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်ဆိုလို့ကျွန်တော်ထမင်းသွားစားမယ်ထမင်းဆိုင်ကောင်းကောင်းလိုက်ပြပြီးဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကောင်မလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့အခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့ကောင်မလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိမ်းနှစ်ပေါ့ဂိမ်းနှစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနှစ်ကနေဝင်လာဝင်တဲ့အခါမှာစစ်တပ်ဆိုတာဗျအားလုံးကမိသားစုလိုနေတဲ့အဖွဲ့အစည်းတွေနော်ခါတဲ့မျိုးလုံးပေါင်းကမျိုးလုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျိုးလုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါတယ်ပြန်လာတဲ့အခါမှာဂိမ်းနှစ်ကနေဝင်လာတယ်ဝင်တဲ့အခါမှာကောင်မလေးကိုနေရာပြန်မပို့ဘဲနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ်ရရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့အချိန်မှာကောင်မကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်တဲ့အခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့အခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မှတီးခံလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲ့ဒီအတွက်ကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတရင်မှုပေါ့ဗျာတရင်မှုရဲ့ကတော့ပေါ့သူကတရင်မှုထားမှာဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတရင်မှုထားမှာအာနာကြီးသေးတယ်ဗျာတရင်မှုဇော်တန်းနိုင်နဲ့သူ့အမျိုးသမီးဒေါ်အေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးသိန်းကကောင်မလေးကိုညှိတယ်ဒီကိစ္စမတိုင်နဲ့ပေါ့နော်မတိုင်လို့ရှိရင်ငွေ330နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုံမှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ယောက်ျားဘိုလ်ကြီးကတိသွားတယ်ဘိုလ်ကြီးကတိသွားဘိုလ်ကြီးကလုံးဝဘသူလည်းသူမရောက်ထီတာဓာကြီးပေါ့မရထီဓာကြီးပေါ့ဗျာနော်ဘိုလ်ကြီးကတော်တော်အေးလို့ကြားသိရတယ်အဲ့တော့ဒီဘိုလ်ကြီးကလုံးဝသီးမခံမဲနဲ့တိုင်ပါလေရောကျေးနန်းကအထက်ကိုရောက်သွားတယ်ကျေးနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ဘလို့ဒုတိုင်မှုကဥရဖားရနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရောစညှိုးတဲ့အခါမှာဘိုလ်ကြီးကိုနော်ဒီကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘိုလ်ကြီးယောက်ျားပေါ့နော်ယောက်ျားဘိုလ်ကြီးကိုအရှိတန်းကိုအတင်းပို့ပလိုက်ပါလေရောတစ်ဖက်သားအရန်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တည်မှုကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့ဗျာနော်ကျွန်တော်တို့တခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီအမျိုးသမီးလေးရဲ့အဖြစ်ကခံရသေးတဲ့အမျိုးသားကိုလည်းအခုရှေ့တန်းကိုလည်းပို့ထားသေးတယ်ဟဟလားအမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလဲသူများတွေကူညီချင်တာမှပဲနော်တက်ကမိသားစုတိုင်းဝိုင်းအနေနဲ့ကူညီချင်တာမှဘယ်သူမှအကူညီပေးလို့မရဲတဲ့အခြေအနေမျိုးထိတရင်မှုကတော့ရဲ့ဩဇာအာဏာကကြီးလွန်းပါတယ်နော်အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့သူတို့မှတခြားရွေးချယ်စရာမရှိတော့အဲ့တော့ဒီချင်းရမှာတရားရေးရင်ဆိုင်သူနော်တရားစွဲသူဘိုလ်ကြီးပေါ့နော်သူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးအဘိုလ်ကြီးကဒီဒုတိုင်မှုရဲ့ကျိန်းမောင်းမှုလည်းခံရပါတယ်ဒုတိုင်မှုရဲ့ကျိန်းမောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ကျိန်းမောင်းမှုလည်းတက်ဆွဲမှုပေါ့အမြောက်တက်ရဲ့တက်ဆွဲမှုကလည်းသူ့ကိုခေါ်တွေ့တယ်G1အဆင့်မှာဂျုံထဲမှာရှိပါတယ်ဂျုံထဲမှာရှိတဲ့အခါမှာခေါ်တွေ့တဲ့အခါမှာဘလို့ထိပြောလဲဆိုတော့စစ်တပ်မှာကိုမှန်တယ်ကိုမှန်တိုင်းကောင်းမှနေလို့မရဘူးတဲ့စစ်တပ်ဆိုတာဘာမှတ်နေလဲနော်
65နဲ့အေးယူပြစ်မယ်ဆိုတဲ့ပုံစံမျိုးထိချင်းချောက်တယ်အဲ့တော့ခတ်တာကသူတို့ကဘာနဲ့လားတဲ့တယ်ဆိုတော့ပြည်သူ့စာမကိုအားတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစကားလုံးတော့မပြောချင်ပါဘာနဲ့ချင်းချောက်တယ်အဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချင်းချောက်လို့ကတော့ဘယ်သူကလဲနော်အေးစကားပုံတော့ပေါက်ရဖြစ်ကုန်နော်ဟုတ်ပြီနော်တေးရဲတိုက်ရဲခိုက်ရဲလို့စစ်သေးဝင်လာတဲ့စစ်သားတယောက်ကိုထောင်လောက်နဲ့သွားမချင်းချောင်းတယ်လေတရားစွဲမှုလောက်နဲ့သွားမချင်းချောင်းလိုက်အဲ့တော့ဟိုမျိုးသားကလည်းဘူကြီးကလည်းဘဲခံလေးလေးနဲ့တရားစွဲတာပေါ့တရားစွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါပြီနော်စုံခုံထိုင်တဲ့အခါမှာနော်ဘူကြီးစင်ထွတ်လင်းကတော့အခုစုံခုံမှာထိုင်နေပြီအမျိုးသမီးကိုလည်းစစ်ပါတယ်နော်အမျိုးသားပြောအခုတရားစွဲတဲ့ဘူကြီးကတော့ဘယ်လိုခေါ်မလဲရှေ့တန်းပုတ်ခန္ဓာအတင်းကျပ်ပုတ်ခန္ဓာလာပါနော်ရှေ့တန်းပုတ်ခန္ဓာရှေ့တန်းနေလာပြန်ပြီးတော့အမှုတော်မှရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်လိုခေါ်မလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆိုချက်ပုံစံမျိုးနဲ့ပဲစုံခုံမှာဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကိစ္စမှာဦးမင်းအောင်လိုင်းမှာပြဿနာပါတယ်နော်ဦးမင်းအောင်လိုင်းတို့ကပြဿနာရှိရခဏစားကျွန်တော်တေချာပြောဟုတ်အဲ့တော့ဒီစုံခုံရဲ့ပေါ့နော်စုံခုံမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့ဘယ်ခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်နော်ဘယ်လိုခေါ်မလဲဆိုတရင်မှုအမြောက်တက်ရဲ့တရင်မှုကသူကစုံခုံဥက္ကဋ္ဌပြဦးဝင်းနိုင်ပေါ့နော်ဒုတိယဗိုလ်မှူးကြီးဦးဝင်းနိုင်ကစုံခုံဥက္ကဋ္ဌဖြစ်တယ်သူကနေပြီးတော့ဟုတ်ပြီငါတို့စုံခုံမှာဘယ်လိုခေါ်မလဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီကအချက်လက်ကိုယူတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေတွေစီကအချက်လက်ကိုယူတယ်ဟုတ်လားပြီးတော့အရာရှိစီကအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှေ့တန်းမှာလုံများနေတယ်တဲ့အရာရှိလာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှေ့တန်းမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘူကြီးကိုလုံးဝရှေ့တန်းနဲ့နောက်ကိုလုံးဝပြန်သူတို့ဆိုလိုချင်တာသူတို့ဟာသူတို့ဆွဲမယ်သူတို့ဟာသူတို့စုမယ်သူတို့ပြောမယ်သူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့တော်တော်လေးအခြေအနေတွေစိုးနေတယ်ပေါ့ဗျာနော်အဲ့တော့ဒီအမျိုးသားပေါ့ဘူကြီးစင်ထွတ်လင်းတမိုင်းကိုကျွန်တော်ဆက်လက်လေ့လာပါတယ်လေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူကမဟုတ်ဘူးဗျာသူက G3 တွေပဲလုပ်ခဲ့ဘူးလားပဲနော် G3 ဆိုတာကို G3 တနက်လောက်တာမဟုတ် G3 ဆိုတော့အဆင့်ရှိသေးတာနော်အဲ့တော့အဲ့ဒီချိန်ကလည်း KTV ကအမျိုးသမီးတယောက်ကိုတက်မှာခေါ်အိတ်နော်ခေါ်အိတ်တဲ့အခါမှာအဲ့ပြဿနာလဲကြီးမားဖြစ်သွားတော့သူ့ကိုနေရာရွှေ့ပလိုက်ရတယ်ဘလာနဲ့စားနေတယ်ဗျာနော်အခုလည်းလွယ်နဲ့ပြီးသွားမယ်ထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးပေါ့နော်ဟိုလိမ်မိုင်းဆိုင်ရာအကျန်းဖတ်ရယူလိုက်တယ်ပေါ့နော်လိမ်ညာပြီးရယူတာလားအကျန်းဖတ်ပြီးရယူတာလားဒါမှမဟုတ်ရှင်လည်းလှည့်စားပြီးရယူတာအရက်မူအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြောင်လေနော်အဲ့တော့ဟုတ်ပြီဒီချင်းအောင်ဇက်ပေါင်းကန်းကိုပြန်စမယ်ဆိုရင်ခလာရ15နော်ခလာ15ရဲ့ဒီအရာရှိတရေမှုရဲ့ကတော့နော်ဒါပါပေါင်းခေါ်လိုက်တယ်ဒါပါပေါင်း2နာရီကျော်ကြာတယ်ပေါ့နော်အဲ့ဒါပါမှပဲချင်းချောက်လိုက်တယ်အားလုံးပေါ့နော်အဲ့တော့ဒီကိစ္စမှာတက်သေးတွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခုကျန်ရပါကဘယ်လိုဖြစ်လဲတရားခံကတော့အခုအစွဲခံထားတဲ့တရားခံကတော့ဗိုလ်ကြီးစင်ထွက်လဲပေါ့နော်သူနဲ့သူတပည့်ဖြစ်တဲ့တက်ချက်ကြီးခင်မောင်ထွေးခင်မောင်ထွေးကကားနဲ့ခေါ်ပေးတယ်နော်ကားနဲ့ခေါ်ပေးပြီးတော့ရက်တော့တောက်ကြတယ်ရက်တော့တောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိတ်နစ်ကနေဖြတ်လာတဲ့ခါမှာတပ်သား2ယောက်ကတွေ့တဲ့2ယောက်ကလည်းမျက်မြင်သက်သေစုံခုံမှာထွက်ဆိုရမယ်ဆိုတော့ရှီတန်းကိုတယောက်ကိုပို့လိုက်တယ်နောက်တစ်ယောက်ကတက်ကထွက်ပြေးသွားရပြီသူတို့2ယောက်ရဲ့နာမည်တွေကနော်သူတို့2ယောက်ရဲ့နာမည်တွေကဆိုတော့ကျွန်တော်ပြောသလိုတပ်သားရွှေအောင်ပြေးပြီနော်တပ်သားမြို့ထက်ရှီတန်းရောက်သွားတယ်ဘူကြီးကလည်းရှီတန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိတွေကရှီတန်းမှာအခုတောင်းညံ့နေမဲနေရလို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲလေတော့မသိဘူးဆက်ဆက်မှုရှိလားမရှိလားတော့မသိဘူးဒီပေါ့တရားစွဲဆိုတော့ဘူကြီးရှိတဲ့ရှေ့တန်းမှာမဲနေတယ်ကြာမဲနေဆိုတာဖီအားတွေပေးနေတယ်ပေါ့ဗျာအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဒီကိစ္စဝတ်တော့ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှဦးတန်းလိုင်းနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လက်စုံစမ်းရရှိတာပါဦးတန်းလိုင်းနဲ့ဘာတော်လဲဆိုဦးတန်းလိုင်းနဲ့ဦးမဲအောင်လိုင်းနဲ့ကဘယ်လိုသွားညှိလဲဆိုတာသွားကြည့်ရသွားမြင်တာဟုတ်နော်အဲ့ဝတ်တော့ကားကိစ္စနဲ့ကြတော့သူတို့2ယောက်ကတတွဲလေးဖြစ်သွားတာပေါ့နော်တတွဲလေးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တူမအရင်လည်းဖြစ်နော်သူ့သမီးအဖြစ်မွေးစားထားတယ်သူ့သမီးပါဆိုပြီးတော့တက်မှာပြောနေဆိုနေရတယ်လေရှိရတဲ့ကြောင့်မလို့ဦးတန်းလှိုင်ကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်သမီးမိုက်လေးပဲမွေးစားမိသလားဒါမှမဟုတ်လို့ရှိရင်လည်းအားကိုးရမယ့်သမီးလေးပဲမွေးစားမိတာမသိဘူးအဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မျိုးသမီးဟာတက်ပြင်မှာကြောင်ရုံမှုများစွာနဲ့နေထိုင်နေရတယ်